မယောင်းငယ်မှာမြောက်အောင်ဝယ်ဒီဆောင်ဖို့ကိုကင်ထားနော်မိတ်ဆွေမင်္ဂလာပါကျွန်တော်ကတော့ forward mobile ကိုစမ်းဝင်းမှာဒီနေ့ sharing လုပ်ပေးနေတဲ့အကြောင်းအရာလေးကတော့မလဲဆိုတော့မိတ်ဆွေပစ္စည်းဘယ်လိုဝယ်မလဲအဓိကကမိတ်ဆွေပစ္စည်းဝယ်တာကအရေးကြီးတာကျွန်တော်တို့စီးပွားရေးလောကမှာအဝယ်ကအရေးကြီးတာဘာဖြစ်လို့လဲဆိုတော့ခင်ဗျအဝယ်ကောင်းမှာအမြတ်များမှာကိုဝယ်တဲ့ပစ္စည်းကမှန်မှပြန်ရောင်းလို့ရမှာဘလို့ဝယ်မလဲဆိုတဲ့ဥပမာလေးတစ်ချက်ပေးခြင်းနဲ့ဘာလဲဆိုတော့မိတ်ဆွေဝယ်သူနေရာခံစားပြီးဝယ်ဥပမာဗျာဒီပစ္စည်းဒီဖုန်းတစ်လုံးပေါ့ဥပမာဒီဖုန်းတစ်လုံးငါ100နဲ့ဝယ်ရမှာငါ130ပြန်ရောင်းမယ်ဆိုရင်ငါဒါဝယ်သူဆိုရင်ဝယ်မလားဆိုတဲ့ခံစားချက်နဲ့ထည့်ဝယ်ပစ္စည်းကိုတရားကြီးငါသာဒီဝယ်သူနေရာမှာဒီပစ္စည်းကို130နဲ့ဒါကတန်တယ်130နဲ့ဝယ်ကိုဝယ်မှာလို့ခမားစိတ်ကလက်ခံပြီဆိုအဲ့ပစ္စည်းအောင်ပြီ